ကျွန်တော်တမမတော့နောက်ပြလိုက်ဟာညနေမှာ没。啥我都知道。我爸爸有一点知道。ဒီကနေကာမောင်းချအောင်妈ဘာစတဲ့လေးစားရှိမှာက10ကိုရှိတယ်ဗျာတော့တလိုက်ဘူးတောင်းမပြတော့ပါဗျာပြင်မလာပါမကိုရတော့တဲအောင်မိကြီးမှာဒီကဟိုလေးထွက်သွားတော့ကြံခဲ့အချုံမုံနေပါတယ်အကုန်သိနေတာအဲ့ဒါမှလည်းအဲ့ချုံမုံကညစ်ပတ်နေရတယ်ဘူးကထဲရတော့ကောင်းကြည့်ရအထဲမှာမှုံလေးဘူးတွေ့တယ်ကျွန်တော်ဆေးထားလိုက်တယ်ဘူးရလို့ဟောအောင်တယ်တော်တော်အော်တိုလိုပဲချမ်းနေပြီလားချမ်းနေပြီကြောင်